ကလေးတွေကျေးဇူးနဲ့ဂူထဲကထွက်လာကြတဲ့မန်ယူပရိသတ်များအားလုံးပဲမင်္ဂလာပါများကျွန်တော်မိတ်ဆွေညီကိုများဘောလုံးပွဲတွေကိုစော်သားခြင်းနဲ့ဆိုရင် page bio က Viber နဲ့ Telegram တို့ကိုဆက်သွယ်ပြီးငွေကြေးပိုင်းယုံကြည်စိတ်ချစွာစော်သားနိုင်ပါတယ်။ရိုစင်မော့ကို9 ဂိုးပြည့်နိုင်လိုက်လို့မန်ယူဖန်တွေပြောနေကြတာမြင်ရတာတကယ်ကိုတနာစရာလေးပါ။ဒါပေမဲ့တေချာပြန်တွဲချင်းရီစာကောင်းတာတစ်ခုရှိပါတယ်။နိုင်တော့နိုင်ပါရင်ဒါပေမဲ့ရခဲ့တဲ့9 ဂိုးမှာ4 ဂိုးကကယ်ဒမီထွက်ကလေးတွေတွင်းသွားကြတာလေလေ။ဒါဆိုရင်အသင်းကအဓိကဇာမာကြီးတွေကကွင်းထဲမှာဘာလုပ်နေကြတာလဲ။လားစာတွေအများကြီးယူပြီးကလေးတွေခြေစွမ်းပြတာကိုဘေးကနေလက်ခုပ်တီးပေးနေကြတာလားလို့မေးစရာရှိလာပါပြီ။ဒါမဲ့ရတဲ့ချန်ပီယံလိလို့ဥရောပပွဲကြီးပွဲကောင်းနေသွားကန်တဲ့အခါကျရင်ရောစီနီယာတွေကိုခုံမော်ပို့ပြီးဒီကလေးတွေကိုပဲပွဲထုတ်ကန်ခိုင်းမလို့လားမသိပါဘူး။ဒါတိကျော်ချင်းစမ်းပွဲလေးမှာ9 ဂိုးပြတ်နိုင်တာလေးကိုများချန်ပီယံလိဖလားကြီးပဲရသွားသလိုကြီးကျယ်ဂုံစာနေကြတဲ့မန်ယူဖန်တွေကိုကြည့်ပြီးဘာပြောလို့ပြောရမှန်းတော့မသိတော့ပါဘူး။ပေါ်ပြီးရတာကပထမဆုံးအဖွင့်ချေစမ်းပွဲမှာရန်ဆန်ကိုရှယ်တဝဲရှုံးခဲ့တော့ကဒီပရိသတ်တွေဘဲကူကိုသွားပို့အောင်နေကြမှန်းတော့မသိရပါဘူး။အတန်လေးတစ်ချက်တောင်ထွက်မလာကြဘူးလေအခုမှအကယ်ဒမီကလေးတွေရဲ့ကျေးဇူးနဲ့ခြေစမ်းပွဲလေးတစ်ပွဲလောက်နိုင်တော့မှဆိုရှယ်မီဒီယာပေါ်နေရာအနှံ့ပေါ်လာပြီးအတန်ကျင်နေကြတာတကယ်ကိုအံ့ဩစရာပါပဲ။ခြေစမ်းပွဲလေးတစ်ပွဲနိုင်တာနဲ့ကဘာပြတ်မတက်အော်နေကြတဲ့ဒီပရိသတ်တွေတကယ်ပြန်ဝဲစစ်စစ်တွေစတင်လာတဲ့အခါကိုရဲဘလို့ပြန်ဝင်သွားမလဲဆိုတာကတော့ပြုံးစီစီနဲ့ဆက်လက်စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။ကျွန်တော်မိတ်ဆွေညီကိုများဘောလုံးပွဲတွေကိုစော်သားခြင်းနဲ့ဆိုရင်တော့ page bio က Viber နဲ့ Telegram တို့ကိုဆက်သွယ်ပြီးငွေကြေးမယုံကြည်စိတ်ကြစွာစော်ကားနိုင်ပါတယ်။ကလေးတွေကျေးဇူးနဲ့ဂူထဲကထွက်လာကြတဲ့မန်ယူပရိသတ်များအားလုံးပဲမင်္ဂလာပါများကျွန်တော်မိတ်ဆွေညီကိုများဘောလုံးပွဲတွေကိုစော်သားခြင်းနဲ့ဆိုရင် page bio က Viber နဲ့ Telegram တို့ကိုဆက်သွယ်ပြီးငွေကြေးမယုံကြည်စိတ်ကြစွာစော်သားနိုင်ပါတယ်။ရိုစင်မော့ကို9 ဂိုးပြည့်နိုင်လိုက်လို့မန်ယူဖန်တွေပြောနေကြတာမြင်ရတာတကယ်ကိုတနာစရာလေးပါ။ဒါပေမဲ့တေချာပြန်တွဲချင်းရီစာကောင်းတာတစ်ခုရှိပါတယ်။နိုင်တော့နိုင်ပါရင်ဒါပေမဲ့ရခဲ့တဲ့9 ဂိုးမှာ4 ဂိုးကကယ်ဒမီထွက်ကလေးတွေတွင်းသွားကြတာလေလေ။ဒါဆိုရင်အသင်းကအဓိကဇာမာကြီးတွေကကွင်းထဲမှာဘာလုပ်နေကြတာလဲ။လားစာတွေအများကြီးယူပြီးကလေးတွေခြေစွမ်းပြတာကိုဘေးကနေလက်ခုပ်တီးပေးနေကြတာလားလို့မေးစရာရှိလာပါပြီ။ဒါမဲ့ရတဲ့ချန်ပီယံလိလို့ဥရောပပွဲကြီးပွဲကောင်းနေသွားကန်တဲ့အခါကျရင်ရောစီနီယာတွေကိုခုံမော်ပို့ပြီးဒီကလေးတွေကိုပဲပွဲထုတ်ကန်ခိုင်းမလို့လားမသိပါဘူး။ဒါတိကျော်ချင်းစမ်းပွဲလေးမှာ9 ဂိုးပြတ်နိုင်တာလေးကိုများချန်ပီယံလိဖလားကြီးပဲရသွားသလိုကြီးကျယ်ဂုံစာနေကြတဲ့မန်ယူဖန်တွေကိုကြည့်ပြီးဘာပြောလို့ပြောရမှန်းတော့မသိတော့ပါဘူး။ပေါ်ပြီးရတာကပထမဆုံးအဖွင့်ချေစမ်းပွဲမှာရန်ဆန်ကိုရှယ်တဝဲရှုံးခဲ့တော့ကဒီပရိသတ်တွေဘဲကူကိုသွားပို့အောင်နေကြမှန်းတော့မသိရပါဘူး။အတန်လေးတစ်ချက်တောင်ထွက်မလာကြဘူးလေအခုမှအကယ်ဒမီကလေးတွေရဲ့ကျေးဇူးနဲ့ခြေစမ်းပွဲလေးတစ်ပွဲလောက်နိုင်တော့မှဆိုရှယ်မီဒီယာပေါ်နေရာအနှံ့ပေါ်လာပြီးအတန်ကျင်နေကြတာတကယ်ကိုအံ့ဩစရာပါပဲ။ခြေစမ်းပွဲလေးတစ်ပွဲနိုင်တာနဲ့ကဘာပြတ်မတက်အော်နေကြတဲ့ဒီပရိသတ်တွေတကယ်ပြန်ဝဲစစ်စစ်တွေစတင်လာတဲ့အခါကိုရဲဘလို့ပြန်ဝင်သွားမလဲဆိုတာကတော့ပြုံးစီစီနဲ့ဆက်လက်စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။ကျွန်တော်မိတ်ဆွေညီကိုများဘောလုံးပွဲတွေကိုစော်သားခြင်းနဲ့ဆိုရင်တော့ page bio က Viber နဲ့ Telegram တို့ကိုဆက်သွယ်ပြီးငွေကြေးမယုံကြည်စိတ်ကြစွာစော်ကားနိုင်ပါတယ်။